ငလင်ပဲချိန်လှုပ်မယ်ဆိုတာခံမှန်းဖို့မလွယ်ကူပေမဲ့ငလင်မလှုပ်မီလှုပ်နေချိန်နဲ့လှုပ်ပြီးချိန်တွေမှာဘာတွေလှုပ်ဆောင်သင့်လဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ငလင်မလှုပ်ခင်မှာသိထားရမယ့်အချက်တွေအကြောင်းစပြောပါမယ်အခန်းတိုင်းကိုနေတဲ့နေရာတိုင်းရဲ့လုံခြုံမဲ့နေရာကိုသိထားရပါမယ်အဲ့ဒီလုံခြုံတဲ့နေရာကိုဝင်ဖို့အကာအကွယ်ယူဖို့ကိုလည်းလေ့ကျင့်ထားရမှာပါဒီလိုလုံခြုံတဲ့နေရာအပြင်မလုံခြုံတဲ့နေရာကိုသိထားဖို့ကလည်းအရေးကြီးပါတယ်အိမ်အပြင်မှာရှိနေတယ်ဆိုရင်လည်းလုံခြုံစိတ်ချရတဲ့နေရာတွေကိုသိနေရပါမယ်ထွက်ပြေးဖို့လမ်းကြောင်းအရန်လမ်းကြောင်းတွေကိုလည်းသိထားရပါမယ်ရေဓာတ်ငွေနဲ့လျှက်စစ်မီးတွေကိုအရေးပေါ်ဖြတ်တောက်နိုင်မဲ့နေရာတွေကိုလည်းသိထားဖို့လိုအပ်ပါတယ်ဒါကငလင်မလှုပ်ခင်သိရမယ့်အချက်တွေဖြစ်ပြီးငလင်လှုပ်နေချိန်မှာဘာလုပ်ရမလဲဆိုတာစက်ကြည့်ရအောင်ပါငလင်လှုပ်ပြီးဆိုတာနဲ့မြေကြီးဒါမှမဟုတ်အဆောက်အဦတုန်ခါတာကြောင့်ပြိုကျလာနိုင်တဲ့အကျိုးအပဲ့တွေကိုစသတိထားရတော့မှာပါပြိုကျလာတဲ့အရာတွေကနေမထိခိုက်အောင်ခိုင်ခန့်တဲ့စပွဲကုံအောက်ကိုအမြန်ဆုံးဝင်ပုန်းဖို့လိုပါတယ်ကျမ်းမြေပေါ်လဲကျနိုင်တဲ့လေးလံတဲ့အရာဝတ္ထုတွေကိုတတိထားဖို့လိုပြီးတကားပေါက်ပရင်းပေါက်တွေရဲ့အဝေးမှာနေရပါမယ်အရေးကြီးတဲ့အချက်တစ်ချက်ကငလျင်လှုပ်နေချိန်အိမ်အပြင်ကိုထွက်မပြေးပါနဲ့အထက်မြင့်တိုက်မှာနေတယ်ဆိုရင်လည်းလှေကားတွေဓာတ်လှေကားတွေမှာတိုးဝှေ့သွားလာတာမျိုးမလုပ်ရပါဘူးအိမ်အပြင်လမ်းပေါ်ရောက်နေရင်လည်းအစာအုပ်တွေလျှက်စစ်ကြိုးတွေနဲ့ဝေးတဲ့ကွင်းပြင်ကိုအရောက်သွားဖို့ကြိုးစားရပါမယ်ကားထဲမှာရှိနေတယ်ဆိုရင်တော့ကားကိုဆက်သက်ရပ်ထားပြီးတော့ကားအတွင်းမှာပဲဆက်နေသင့်ပါတယ်ကားကိုတရားတွေအစာအုပ်တွေနဲ့အဝေးမှာရပ်ထားဖို့တော့လိုအပ်ပါတယ်ပင်လယ်ကမ်းခြေနှိမ့်နဲ့မြစ်ကမ်းမတွေနဲ့လည်းဝေးနိုင်သမျှခက်ဝဲဝဲမှာနေဖို့လိုအပ်ပါတယ်အဲ့ဒီနေရာတွေဟာငလျင်ကြောင့်ဖြစ်တဲ့ဆူနာမီရေလှိုင်းကြီးတွေဝင်ရောက်လာနိုင်တာကြောင့်ပါဒါဆိုငလျင်လှုပ်ပြီးသွားရင်ရောဘာတွေဆက်လုပ်ဖို့လိုမလဲငလျင်လှုပ်ပြီးတာနဲ့ပထမဆုံးလုပ်ရမှာကကိုဒဏ်ရာရမရစစ်ဆေးရမှာပါနောက်ဆက်တွဲဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေလည်းကာကွယ်ဖို့လိုအပ်ပါတယ်ထိခိုက်ဒဏ်ရာရထားပြီးဆိုရင်တော့ရှေးဥတုနာပြုနည်းတွေနဲ့ပြုစုပေးဖို့လိုအပ်ပါတယ်ပြီးရင်တော့အဆောက်အဦရဲ့ထိခိုက်မှုပမာဏကိုစစ်ဆေးပြီးမီးဘေးအန္တရာယ်ကိုတွက်ဆရပါမယ်မီးချစ်တွေကိုမသုံးရပါဘူးမီးကလုတ်တွေကိုပိတ်ထားပြီးဓာတ်မီးနဲ့ဘက်ထရီမီးတို့ကိုပဲသုံးသင့်ပါတယ်ငလျင်ကြောင့်ဓာတ်ငွေယိုစိမ့်မှုဖြစ်ပြီးမီးလောင်နိုင်တာကြောင့်ဖြစ်ပါတယ်ဓာတ်ငွေနဲ့ဓာတ်ဆီနံလိုမျိုးလောင်စာဆီအနက်တစ်ခုခုရပြီဆိုတာနဲ့အဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာလိုက်ပါငလျင်လှုပ်ပြီးသွားရင်ဖြစ်လေရှိတဲ့နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်တွေအကြောင်းလဲသိထားဖို့လိုအပ်ပါတယ်နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နိုင်ပါသေးတယ်မြို့ပြမှာဆိုရင်မီးဘေးအန္တရာယ်ကိုသိထားရမှာဖြစ်တယ်လို့ရေကာတာကြီးဆိုလဲကျိုးပြက်ပြီးရေကြီးနိုင်ပါတယ်တောင်ပြိုတာမြေပြိုတာအပြင်ရှုံမီးတောင်တွေလည်းပောက်ကွဲပြီးပန်းထွက်တတ်ပါသေးတယ်ဆူနာမီရေလှိုင်းတွေလည်းဖြစ်ပေါ်ပြီးရိုက်ခတ်လာတတ်ပါသေးတယ်တိကျတဲ့သတင်းအချက်အလက်တွေရရှိဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါကငလျင်မလှုပ်မီလှုပ်နေချိန်နဲ့လှုပ်ပြေးချိန်တွေမှာဖြစ်လေရှိတာကိုပြောခဲ့တာဖြစ်ပြီးမြန်မာမှာငလျင်ဖြစ်ပေါ်စေနိုင်တဲ့ပြည့်ရွှေတွေအကြောင်းဆက်ပြောပေးပါမယ်။ဘာကြောင့်လဲဆိုတော့မြန်မာမှာငလျင်ဖြစ်ပေါ်စေတဲ့ပြည့်ရွှေကြီးတွေအပြင်ပြည့်ရွှေငယ်တွေလည်းအများအပြားရှိနေတာကြောင့်ပါ။မြေပြင်အတိတ်အနက်အလိုက်ဒီပြည့်ရွှေတွေတည်ရှိနေပါတယ်။အဓိကစောင့်ကြည့်ရတဲ့ပြည့်ရွှေကြီးတစ်ခုဖြစ်တဲ့စကိုင်းပြည့်ရွှေဟာမြန်မာနိုင်ငံမြောက်ပိုင်းကနေမုဒ္ဓမပင်လယ်ကွေ့အထိရှည်လျားပါတယ်။လူဦးရေများတဲ့မြို့ကြီးတွေပေါ်ဖြတ်သွားတဲ့စကိုင်းပြည့်ရွှေဟာ10နှစ်ကို8လက်မနီးပါးလှုပ်ရှားနေတတ်တာကြောင့်ပြည့်ရွှေလှုပ်ပြီးငလျင်ဖြစ်လာမှာကိုစိုးရိမ်ကြတာဖြစ်ပါတယ်။ငလျင်ရဲ့သဘောတဘာဝအရလဲအင်အားကြီးငလျင်မလှုပ်ခင်အင်အားနည်းတဲ့ငလျင်တွေလှုပ်လိမ့်ရှိပါတယ်။အင်အားကြီးငလျင်လှုပ်ပြီးရင်လည်းသူ့ထက်အင်အားနည်းတဲ့ငလျင်တွေဆက်လှုပ်နိုင်ပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်ဒီပြည့်ရွှေကြော်တွေနဲ့ပတ်သက်ပြီးမြေပြင်ကွင်းဆင်းလေ့လာမှုအားနည်းတာအပြင်အဆောက်အဦတွေငလျင်တန်ခံနိုင်မှုရှိမရှိစစ်ဆေးတာတွေလည်းရပ်တန့်လို့နေပါဖြစ်နေပါတယ်။ဒါကြောင့်ပြည်သူတွေကိုယ်တိုင်ကငလျင်ဘေးအန္တရာယ်ကိုကြိုတင်သတိရှိကြဖို့လိုအပ်တယ်လို့ငလျင်ပညာရှင်တွေကသတိပေးထားကြပါတယ်ရှင်။